ပဲရီစိမ်းမပဲအရည်သွေးကောင်းများပိုင်ဆိုင်စေဖို့အကောင်းဆုံးမြေခံမြေဩဇာမင်္ဂလာပါကျွန်တော်ဒီနေ့မိတ်ဆက်ပေးမှာကတော့ဝိစာရကထုတ်လုပ်ထားတဲ့အာတီတာမြေခံကွန်ပေါင်းဓာတ်မြေဩဇာပဲဖြစ်ပါတယ်အာတီတာမြေဩဇာမှာဆိုရင်နိုက်ထရိုဂျင်15ရာခိုင်နှုန်းဖော့စဖရတ်20ရာခိုင်နှုန်းပိုတက်ဆီယမ်15ရာခိုင်နှုန်းပါဝင်ပါတယ်အာတီတာဆိုရင်ဖြင့်မြေမျိုးစားမရွေရာသီဥတုမရွေအသုံးပြုနိုင်တဲ့အရည်အသွေးမြေတီးနှံစုံသုံးကွန်ပေါင်းဓာတ်မြေဩဇာပဲဖြစ်ပါတယ်ကောင်းကျိုးတွေကရောဘာတွေလဲအာတီတာမြေဩဇာကိုပဲရီစိမ်းမပဲနဲ့ပဲမျိုးမျိုးမှာမြေကန်တွင်အသုံးပြုပေးခြင်းဖြင့်တီးနှံပင်များအပင်ငယ်စဉ်မှာအမြင့်များကြီးထွားဖွံ့ဖြိုးမယ်အပင်ငယ်ကြက်ခိုင်တန်းဆွမ်းမယ်အဖူးပွင့်ဝေစားစေပြီးပန်းပွင့်ရလည်းကောင်းစေမယ်ဖြတ်ပိုးနှင့်ယောဂကြားရောက်မှုကိုလည်းခံနိုင်ရည်ရှိစေပါတယ်ဒါတွေမကပဲပဲမျိုးစုံဖူးပွင့်ဝေချိန်မှာထည့်သွင်းအသုံးပြုပေးခြင်းဖြင့်အဖူးပွင့်ဝေစားစေပြီးပန်းပွင့်ရလည်းကောင်းစေမယ်တီးတောင်းနဲ့အစိမ့်ဆန်ပြေးဝပြီးပဲစိအရွယ်စားလည်းကြီးမားစေမှာပဲဖြစ်ပါတယ်ထည့်သွင်းပေးရမယ့်နှုံတာကတော့တဧကကိုတစ်ကြိမ်အသုံးပြုလျင်25ကီလိုနှုန်းထည့်သွင်းပေးရမှာပဲဖြစ်ပါတယ်တခြားသောသိကျင်တဲ့အကြောင်းအရာတွေရှိရင်ကုန်းမှတ်မှန်းခဲ့ပေးလို့လည်းရပါတယ်နောက်ထပ်လည်းတောင်သူဦးကြီးတို့အတွက်အကျိုးရှိစေမယ့်ဝိစာရရဲ့စိုက်ပျိုးရေးစည်းများကိုမိတ်ဆက်ပေးသွားမှာဖြစ်လို့ like and follow လေးလုပ်ခဲ့ပေးစီခြင်းပါတောင်သူကြီးများအားလုံးစီးပွားလက်လာပါတွေတိုးတက်ကြပါစေခင်ဗျာ